ရှိလား။ရှိတော့ရှိရနော်။ဟုတ်ပြီ။ပြီးခဲ့တဲ့ Sunday ကဘာ Sunday လဲ Bible Sunday တကယ်တမ်းကျတော့ Bible Day ခေါ်တယ်နော် not Sunday Bible Day ဆိုတော့တိတ်မကြသေးဘူးဆိုတော့ကျွန်တော်ဒီညနေ Bible Night ဆိုပြီးတော့နာမည်တက်ရအောင်နော် Worship Night Bible Night လက်ခံလား Bible Night လက်ခံတယ်နော်ကျွန်တော် topic ကတော့အချိန်10 မိနစ်အတွင်းမှာကျွန်တော်နည်းနည်းပြောချင်တဲ့ topic ကတော့ The Bible that transformed the nations နိုင်ငံတကာကိုပြောင်းလဲစီသည့်တမန်ကျမ်းဆိုပြီးတော့ခေါင်းစဉ်တက်ချင်တယ်ကျွန်တော်တို့အတူတကွဖတ်မယ့်ကျမ်းပိုက်ကတော့စာလံ119အပိုင်ငယ်105အားလုံးဖတ်ရအောင်စာလံ119ပိုင်ငယ်105ကျမ်းစာပါလားခင်ဗျာမပါဘူးနော်ဖုန်းထဲမှာတော့ရှိတယ်ကဲကျွန်တော်နောက်ကကျေးဇူးပြုလိုက်ဆိုပါနှုတ်ကပတ်တော်ဒီမိခွက်ဖြစ်၍လဲပါ၏နှုတ်ကပတ်တော်ဒီအကျွန်ုပ်ရှိမှာမိခွက်ဖြစ်၍အကျွန်ုပ်လမ်းခရီးကိုလင်းစီပါ၏နထွင်ကေလမုံလာမေဝါခီယာကပိုင်နာလမ်ပီယာခဝါကဟီဟီလေးတုံးကတော့ပါနော်လို့မောကျွန်တော်တို့အခုချိန်မှာလေကဘာပေါ်မှာနိုင်ငံများစွာရှိတယ်200ကျော်တယ်265ကျော်ပေါ့နော်အဲ့ထဲမှာနေလို့ထိုင်လို့အကောင်းဆုံးနေရာတစ်ခုနေရာတော့10ခုလောက်ရှိမယ်ဒါပေမဲ့နာမည်ကြီးဆုံးအခုတနိုင်ငံရှိပါတယ်သိလားခင်ဗျာကြားဖို့လား The best place to live နိုင်ငံတကာရှိတယ်ကျွန်တော်အကောင်းဆုံးလို့တတ်မှတ်တဲ့ခါမှာအချက်တော့၄ချက်လောက်ပါပါတယ်ပထမချက်ကတော့ကျွန်တော်တို့ education ကောင်းတင်နိုင်ပထမချက်လို့ပြောတဲ့ခါမှာအရေးကြီးဆုံးမဟုတ်ဘူးเนาะပထမလို့မပြောလို့မဖြစ်လို့ပြောတာအားလုံးအရေးကြီးတယ်နံပါတ်1ကတော့ education ကိုကောင်းတင်လို့ရတဲ့နိုင်ငံနေရာဖြစ်တယ်ဒုတိယတော့ကျန်းမာရေးကိုကောင်းဂရုစိုက်တဲ့နိုင်ငံနောက်တတိယကတော့ social security လို့ခေါ်တဲ့တိတ်မကြမ်းမာတဲ့လူတွေ disabled person differently able person ဒီတော့မှအဆင်ပြေမယ့်နေရာပေါ့နော် security ရှိတဲ့နေရာမုဆူမာတွေခလီငယ်တွေခြေတော့မတန်ပေမဲ့နော်မျက်စိမကောင်းပေမဲ့နားမကြားပေမဲ့လူတွေနေထိုင်ကောင်းတဲ့နေရာတစ်ခုရှိတယ်နောက်စတုရကတော့ good governance system ကောင်းတဲ့နေရာဖြစ်တယ်နောက်ဆုံးကတော့4ခုလား5ခုလားဟုတ်ပြောတာ4ခုပဲเนาะနောက်ထပ်တစ်ခုအဲ့ဒါကတော့စီးပွားရေးရှာလို့ကောင်းတဲ့နေရာဖြစ်ပါတယ်အဲ့လိုမျိုးတတ်မှတ်တဲ့ခါမှာအခုနိုင်ငံတကာကနံပါတ်1ကတော့နော်ဝေးနိုင်ငံလို့တတ်မှတ်ပါတယ်နော်ဝေးနိုင်ငံကလေတကယ်တမ်းကျတော့နေလို့မကောင်းပါဘူးကျွန်တော်နှစ်ခေါက်လောက်သွားဖို့တယ်ပထမတစ်ခေါက်သွားတာကလည်းတကယ်အေးချမ်းတဲ့အချိန်ပေါ့ဒီSeptember October November December တကယ်အေးတယ်ရာသီဥတုအရန်ဆိုးတယ်နင်းကြတယ်နင်းကတော့ထူသလားမမြင်နဲ့3ပေလောက်ထူတယ်အဲ့ချိန်မှာအိမ်ထဲမှာပဲနေကြတယ်သူတို့ကလူငယ်တွေလည်းအပြင်မသွားဘူးအပြင်သွားလို့ရှိရင်လည်းကိုပိုင်ကားရှိမယ်ပြီးတော့ကျွန်တော်တို့ aircon ကတော့အပူဓာတ်ပေးတဲ့ aircon ပေါ့လေအဲ့ဒါနာမည်ရတယ်ကျန်တဲ့ဟာမရဘူးအရာကိုအေးတယ် -21 လောက်ထိရှိတယ်လေအချိန်မှာ
제게 감 아메가 제게 감 우미래 감도 니야가 베니야래 로미로 제게 감가 저런 니 타이데 니야가 노웨이로 코바레 메예 에마 송야디 짠연도 저로 노야디 짠연도 템보리 또아레 에디 템보 또아레 이 보마레 송야디 짠연도 가스 시로야레 까몽자레 소로 표레 바정레 소로 무야디 노야디마 템보 또아레 펜레디 아양 우지 개비로 저로 송야디 자로 가도로 야레 노인 나이간가 짜오케 나이간 짜오동 나이간 피데 짜오동 지네 비네 나우지네 비네 미지순 때마시우 들어 레미 사이부 물로에우 아얀 또때도 에디 짜오동 지 짜오디고 셋네 파오비로도 가란디 자탈란디 나우 펠레 아우마 자탈란디 파오바레 에라네 તયો네 તયોတမျိုးနဲ့တမျိုးအလွယ်တကူနော်တော်လို့ရချင်းဖြစ်တယ်တကယ်တမ်းကျွန်တော်နော်ဝေနိုင်ငံဟာချင်းပြည်မှာရှိမယ်ဆိုရင်တရောနဲ့တရောသွားနိုင်မှာမဟုတ်ဘူးဒီဇင်ဘာလကြာရင်ဟူးနော်ဝေအပေါ်ပိုင်းကတစ်ချိန်လုံးမောင်မင်းနေတယ်နီမလင်းဘူးပေါ့နော်ဒီဇင်ဘာလကြာရင်တစ်ချိန်လုံးမောင်နေတယ်နောက်နွေရာသီဇွန်ဇူလိုင်ကြာရလို့ရှင်တော့အဲ့ဒီအပေါ်ပိုင်းကတစ်ချိန်လုံးနီထွက်ပြီးတော့နီဝင်တယ်ဆိုတော့မရှိတော့ဘူးညတခေါင်7 နာရီအချိန်လောက်ဆိုရင်နီမင်းကြီးတာရှိနေတယ်အဲ့ဒါနိုင်ငံတကာ tourist တွေလာပြီးတော့အဲ့ဒီနေကိုကြည့်တယ်ပိုက်ဆံတော်ရတယ်သူတို့အဲ့ဒီဝင်ငွေပေါ့နော်1900အထိနော်ဝေနိုင်ငံဟာအစင်းရဲဆုံးယူရိုပနိုင်ငံမှာအစင်းရဲဆုံးနိုင်ငံဖြစ်တယ်တဲ့သူခါစကွာတော့နော်ဝေကမ်ပင်ယူရိုပကမ်ပုခဲပြောပါกำซองเป็นให้นุนต่างนาฮักสลุมะไม่นะสาวนี้อายังเคเรตั้งงาเรบัวเอตรูมาชีเรเลตมาตั้งงาเรดาเบชีเรสีบอยชิมชิวนุนต่างนาฮักสลอยนะงาเบงเตบังเป็นซูนตักจังงาเบกินนิสระกะอายังดำยะเป็นเลดำยะโอไม่เป็นเป็นดำยะเตนัทัดเทลายตัวบังเป็นอักษมาอามานุนตานะอนุงตาโนเวกัมตูไลตะกินะปะหางินกัมขังโตเป็นเละเต้นนบนากัมสวงโมขิยามตะเชงโนงะโนเวในงะอเซยสงในงะนุจุรุปในงะมาผิดเดนมาร์กดีเยกูลูในงะผิดอะคู่จารอกะบามาอชันตาสงเลผิดthe most happiest country the best place to live จีนะกิจามเตอาหางตัวเงินนมเฮงไอตุนอาหางเป็นอาเจ้าเองก็เราป่าเจ้าดีตรงนี้ไงฮะก็ป่ามาอากงส่งงานพิเล่สุโรตะท้องชีอันนัสเซลีคูนิมาตุโรเยผู้ซีบงอชีขันอุปดีหาตมาจันสากุอชีขันโดลูเงตสุ born again ครียนลูเงดีอาเพียนနော်ဝေနိုင်ငံပြုတ်ပြင်ပြောင်းလဲကြီးကိုလှုပ်ရှားပြီးတော့တမာကျန်းစာကိုအခြေခံပြီး constitution and bylaw ကိုအိမ်မှာ2024မှာသူတို့ဖွဲ့စည်းနိုင်ခဲ့တယ်တဲ့ဒီ bylaw constitution အပေါ်မှာဒီဆောက်သောနော်ဝေနိုင်ငံဟာအခုကဘာမှာနှစ်ပေါင်းတော့အခု2024ဆိုတော့ကိုက2010ခုနှစ်ပေါင်းဘယ်လောက်ကြာလဲ900နဲ့something လွယ်ပါတယ်နော်900နဲ့ဟိုလောက်900ကျော်တယ်နှစ်ပေါင်း900ကြာပြီးမှနော်ဝေနိုင်ငံတကယ် the best place the best country ဆိုပြီးတော့နာမည်ရခဲ့တယ်နော်ဝေနိုင်ငံမှာလူငယ်တွေကတော့လူကြီးတွေပင်စင်စားလူကြီးတွေကိုအရန်ကိုသဘောကျတယ်အရန်ကိုအာကိုကြတယ်။ဘာကြောင့်လဲဆိုတော့ပင်စင်စားတဲ့လူတွေမှအသာလင်ပိုက်ဆံရှိတယ်။သွားချင်တဲ့နေရာတိုင်းသွားလို့ရတယ်။ tourist လို့ရတယ်။ကျောင်းသူကျောင်းသားတွေကတော့ဘာမှပိုက်ဆံမရှိသေးဘူး။ဒါပေမဲ့ကျောင်းတက်ဖို့ရန်အတွက်သူတို့မှာ tuition fees လို့မရှိဘူး။အစိုးရကထောက်ပံ့တယ်။
မိသားစုဆရာဝန်ရှိတယ်ပုံမှန် check up လုပ်ကြတယ်နော်ဝေနိုင်ငံမှာဒီမိုကရေစီနိုင်ငံနော်ဝေနိုင်ငံမှာရှိတော့3ဆန်နေဆိုရင်အရန်ပျော်ကြတယ်တဲ့ကျွန်တော်မြန်မာပြည်မှာရှိတော့လူတွေထက်ပူပျော်တယ်သူတို့3ဆန်နေရလေအရန်အခွင့်အရေးလည်းပူရတယ်သူတို့ကလုံးဝ3ဆန်တကောင်မှတတ်လို့မရဘူးငွေတွေးနေလည်းမတတ်နဲ့ဒါပေမဲ့ကျွန်တော်ချင်းလူမျိုးတော်အထူးသဖြင့်ကျွန်တော်တို့ဒီအခါလူမျိုးကအယောက်2000လောက်ရှိတယ်တတိယလူမျိုးကတော့အယောက်200လောက်ပဲရောက်ကြတယ်ရောက်ခဲ့တယ်ခုကသူတို့မွေတွေ့ရင်တော့ချက်ချင်းတတ်ကြတယ်အဲ့ဒါကိုနော်ဝေသားတွေကတော့လုံးဝမကြိုက်ဘူးဘာဖြစ်လို့ဒီမွေကိုတတ်တာလဲခင်ဗျားကိုဘာတော့အခပေးလဲဆိုပြီးတယ်သူတို့ကခွေးတဲ့အရန်ချစ်တယ်ခွေးတီးလို့ရှင်လဲသူတို့တကြိုတယ်ပေါ့နော်အဲ့လိုမျိုးအစည်းအဝေးတွေပါလုပ်တယ်သူတို့နိုင်ငံမှာတော့တကယ်ကိုဖယားရဲ့နှုတ်ကပတ်တမန်ကျမ်းစာနှုတ်ကပတ်တော်ကိုအချီးပြုပြီးတော့ constitution ကိုဆွဲတဲ့ခါမှာအခုတကယ်ပဲလွတ်လပ်သောနိုင်ငံဖြစ်တယ် human rights ဆိုရင်နော်ဝေနိုင်ငံမှာတကယ်ကိုအမြင့်ဆုံးနိုင်ငံဖြစ်တယ်အခုလုံးဝခရစ်ယာန်ဖယား Jesus ကိုမသိတဲ့လူတွေတောင်မှအဲ့ဒီအကျိုးကိုခံစားတယ်ဗုဒ္ဓဘာသာလည်းရှိတယ်ဟိန္ဒူဘာသာလည်းရှိတယ်မွတ်စလင်လည်းခိုးရောက်လာကြတယ်ဘယ်လူမျိုးမဆိုဘယ်ဘာသာမဆို constitution and bylaw ကောင်းသောနိုင်ငံမှာနေထိုင်တော်လူတွေကအဲ့ဒီအကျိုးခံစားတယ် they don't know God they don't know Jesus ဖယားကိုမသိဘူး butဖယား they don't know they have no God ဒါပေမဲ့ဖယားသခင်ရဲ့ကောင်းကြီးမင်္ဂလာတော့မသိတဲ့လူတွေတောင်မှခံစားတယ်ခုနကြီးရတယ်ဘာကြောင့်ဒါပြောတယ်ဆိုတော့1824ချိန်မှာလူတယောက်အကြောင်းဖြစ်ပါတယ်အဲ့လူနာမည်ကတော့တတိမလူနဲ့ဆိုရင်ဟာโอเคမထားတော့ဟာโอเคကျွန်တော်ဗမာလူနဲ့ဆိုတော့အောင်ကအဲ့လူတယောက်ကသူရဲ့အသက်25နှစ်ပြည့်တဲ့အချိန်မှာဖယားရဲ့ခေါ်တော်မူဖိတ်ခေါ်ခြင်းခံတယ်ပေါ့ခေါ်တော်မူခြင်းမဟုတ်ဘူးခေါ်ဖိတ်ခြင်းခံပြီးတော့ဖယားရဲ့နိလေခင်းသူလေလို့တဲ့အချိန်မှာဖယားရဲ့အတန်တော်ကြားပြီးတော့ဟုတ်ကဲ့ခင်ဗျာနော်ဝေနိုင်ငံတပြည်လုံးမှာရှိတော်လူ8သိန်းအပေါ်မှာတမာကျန်းစာအုပ်ကိုခင်ဗျာပို့ရမယ်အရောက်ပို့ရမယ်ဆိုတဲ့အတန်တော်ကြားတယ်အဲ့မှာသူကအသက်25နှစ်ပဲရှိသေးတယ်အဲ့ချိန်တုန်းကတော့လူတင်ရှိပြီးပြီတခြားအသင်းတော်မရှိသေးဘူးပေါ့နော်ဆိုတော့အဲ့ဒီဟာဝကဲကဖယားအတန်ကိုကြားတဲ့ခါကျတော့သူကစစ်ကတ်တယ်တကယ်ပဲတရားဟောသူကလေသမားအသင်းတော်ကသူ့ကိုခွင့်မပြုဘူးကျွန်တော်တို့ထုံတန်းစင်လာမဟုတ်ဘူးဒီတာမန်လေသမားတယောက်တရားဟောဖို့ဆိုတော့အစင်မပြေဘူးဆိုပြီးတော့အသင်းတော်တွေအစည်းအဝေးလုပ်တယ်လူကြီးတွေလည်းအစည်းအဝေးလုပ်တယ်နိုင်ငံတော်ကလည်းသူ့ကိုနောက်ဆုံးမှာဖမ်းလိုက်တယ်10နှစ်ထောင်ချတယ်ဒါပေမဲ့သူကကြိုးစားပြီးတော့သူတို့ရဲ့နော်ဝေလူမျိုးစစ်သိန်းကတမန်ကျမ်းစာဖတ်နိုင်ဖို့ရအတွက်သူကစာအုပ်ပေါင်း2သိန်းပေါ့နော်တမန်ကျမ်းစာအုပ်ရည်2သိန်းကိုသူကထုတ်ဝေနိုင်ခဲ့တယ်တဲ့အဲ့ဒါနဲ့နော်ဝေနိုင်ငံမှာရှိတော့လူအယောက်တော်တော်များများကကျမ်းစာဖတ်ခွင့်ရတယ်အဲ့ချိန်တုန်းကကျမ်းစာဖတ်ခွင့်မရှိဘူးအခုကျွန်တော်လောလောကျမ်းစာဖတ်ခွင့်ရတယ်အဲ့ချိန်တုန်းကသူတို့ဖတ်ခွင့်မရှိဘူးကျမ်းစာလည်းမရှိဘူးဖတ်ချင်လဲဖတ်လို့မရစာအုပ်လည်းမရှိရင်တော့မှလာတင်နဲ့ပဲရေးတာများတယ်ဘာသာမပြန်သေးဘူးဆိုတော့ဘယ်လိုဖတ်မလဲကျွန်တော် RC ကပဲအကုန်လုံးပြီးတော့ Lutheran ကပဲအကုန်လုံးကင်ထားတယ်ဒါပေမဲ့အဲ့ဒီလူငယ်တယောက်ရဲ့အကျိုးစားမှုကြောင့်နော်ဝေနိုင်ငံမှာကျမ်းစာရောက်ရှိလာတယ်လူတိုင်းဖတ်နိုင်လာတယ်သူတရားဟောချင်းကြောင်းလူပြောင်းလဲလာပြီးတော့သူနောက်လိုက်တဲ့ပိလူငယ်တွေကနော်ဝေနိုင်ငံတကယ်ပြောင်းလဲဖို့ရန်ခရစ်တော်ဖခင်ကိုလက်ခံဖို့ရန်ဆူတောင်းပြီးတော့ကြိုးစားတဲ့ခါကျတော့1014ခုန24လို့ပြောတာ14မှာပေါ့နော်သူကထောင်ကနေလွတ်မြောက်တယ်24ကတော့ခုနပြောတဲ့constitution ကိုလုပ်တဲ့
လုပ်နိုင်တဲ့အချိန်ဖြစ်တယ် constitution ကိုစံစာမေတ္တာတရားပေါ်မှာခြေခံလုပ်လာတယ်human right ဆိုတဲ့လူသားကိုပဓာနာထားပြီးတော့စံစာခြေခံတယ်လူသားကိုဘယ်လိုမျိုးမဆိုကျွန်တော်မေတ္တာထားရမယ်ကျမ်းမာရီဖြစ်စီနာရီဖြစ်စီအဲ့ဒီလူကဘယ်လောက်ပဲဆင်းရဲဆင်းရဲဘယ်လောက်ပဲချမ်းသာချမ်းသာဖယားရဲ့ image လူဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်မေတ္တာရှိရမယ်မခွဲခြားရဘူးလူမျိုးမခွဲရဘူးဘာသာမခွဲရဘူးစတဲ့ပြင်သူတို့ constitution လုပ်လာတဲ့ခါမှာတကယ်အမှန်တရားပေါ်မှာလက်ပြလက်ယူမရှိရဘူးဆိုပြီးတော့သူတို့ကခိုင်မာချထားတဲ့ constitution ပေါ်မှာအသက်ရှင်လာတဲ့ခါမှာသူတို့တကယ်ချမ်းသာလာတာကတော့ဂျီနာနဲ့သူတို့ပါတယ် gas ကြောင့်ဖြစ်ပါတယ်ဒါပေမဲ့ဒီဂျီနာနေတွေ့ရှိတယ် gas တွေတွေ့ရှိတယ်ဆိုတာတခြားတိုင်းပြည်မြန်မာနိုင်ငံမှာလည်းကျွန်တော်ပါတယ်ကြောက်စိမ့်တွေအမျိုးမျိုးရှိတယ်နောက်ဂျီနာနေထွက်တယ် gas တွေထွက်တယ်ကျွန်တော်ချမ်းသာသလားကျွန်တော်မျှဝေခံစားသလားမဟုတ်ဘူးသူတို့ဥပဒေအရအစိုးရကဘာပဲလုပ်ပြည်သူလူထုကမျှဝေခံစားဖို့ဆုံးဖြတ်တဲ့ကြောင့်အချမ်းသာဆုံးပုဂ္ဂိုလ်အဲ့လိုမျိုးလည်းမရှိဘူးအစင်းရဲဆုံးပုဂ္ဂိုလ်အဲ့လိုမျိုးလည်းမရှိဘူးလူတိုင်းဟာသူတို့တသိန်းရရင်သူတို့ရဲ့ district အလိုက်ရက်ကွက်အလိုက်သူတို့ကဝေများတယ်နောက်ဆုံးမှာတော့သူတို့ tax ကောင်းအခွန်ကောင်းဆိုတဲ့ကြောင့်တကယ်လို့ခင်ဗျားလာအစာကအကောင်းဆုံးပေါ့နော်ခင်ဗျားတသိန်းရတယ်ဆိုရင် 35% ကို tax ပေးရတယ်ခင်ဗျားဟာလာအစာအနည်းဆုံးပုဂ္ဂိုလ်ဆိုရင်တော့ 50% လောက်ပဲ tax ပေးရတယ်ဒီ tax အပေါ်မှာကျွန်တော် refugee တွေမိခူကြတယ်ကျွန်တော်ချင်း refugee တွေအတက်ပေါ်မိခူကြတယ်အခုဂျီနာနေရတဲ့အငွေတွေကတော့သူတို့ဘန်းမှာပဲထားတယ်နောက်နှစ်ပေါင်း30အထိဘာမှမလုပ်ရင်တော့မှနော်ဝေးဒီဟာအသက်ရှင်မယ်လို့သူတို့ကအစိုးရအနေနဲ့အခိုင်အမာပြောတယ်လူထုကိုလည်းစိတ်ချစွာနေထိုင်ဖို့ရန်တယ်လို့ပြောသွားတယ်ဘာမှစီးပွားမရှာတော့ဘူးရှိပြီးသားဘန်းမှာထားတဲ့ငွေတွေကိုပဲဒီတိုင်းအမျက်နဲ့ပဲသူတို့နေမယ်ဆိုရင်တော့မှအနှစ်30လောက်တယ်တဲ့အဲ့လောက်ထိတို့ကစီကန်းနဲ့ကျွန်တော်ဥပဒေနဲ့ကျန်းစာအပေါ်မှာဖွဲ့စည်းထားတော့အခြေခံဥပဒေနဲ့တို့ကသိရှင်းတယ်ဒါကလူတရားအကြောင်းဖြစ်တယ်ဘယ်လိုလဲခုနပြောတယ် how ge မထားနော်သူကတော့မရှိတော့ပါဘူးသူတီထောင်ထားတော့သူရဲ့ site တော့ music ကြောင်းသူဟာအခုထိသူ့အကြောင်းကိုနော်ဝဲနိုင်ငံမှာလူတိုင်းပြောလာကြတယ်ကျွန်တော်တော့မှအခုသူ့အကြောင်းကိုသူရဲ့နှုတ်ကပတ်တော်အားဖြင့်အသက်ရှင်သောကြောင့်သူတို့နိုင်ငံဟာတကယ်ပဲကဘာမှာလူဒီစိတ်ချစွာနေထိုင်နိုင်သောနိုင်ငံဖြစ်တယ်ကျွန်တော်နိုင်ငံပြင်စဉ်းစားရအောင်နော်အချိန်9မိနစ်အတွင်းမှာမြန်မာနိုင်ငံမှာအခုလူဦးရေတန်း90ကျော်တယ်ခရီးယန်ကပါစင်တေအဖြစ်ဘယ်လောက်လဲကြကုတ်တုံးဘယ်လောက်လဲတမန်ကျမ်းစာမှာဖော်ပြတာထင်တယ်ပါစင်တေဘယ်လောက်ရှိလဲခရီးယန်ဘိုင်ဘယ်စာမှာပါမလား900 ရာခိုင်နှုန်းလောက်ရှိနော်ခရီးယန်ကစေတန်ဘယ်လောက်လဲ8 ရာခိုင်နှုန်းဆိုတော့8 တန်မဟုတ်ကျွန်တော်ဘပ်တစ်ကတော့10 သိန်းကျော်တယ်အားလုံးပေါင်းလို့ရှင်တော့2 တန်းလောက်ပေါ့နော်2 တန်း3 တန်းလောက်ရှိမယ်တရုတ်နိုင်ငံမှာအခုချိန်မှာတရုတ်နိုင်ငံမှာခရီးယန်အတူတဆုံးနိုင်ငံဖြစ်တယ်ခါနင်းဟမ်ဆိုတဲ့ YM Youth with a Mission ဆရာကြီးကပြောလဲဆိုတော့နောက်နှစ်20ကြာရင်အနှစ်20ကြာရင်တော့မြတ်တကဘာလုံးမှာအမေရိကန်နိုင်ငံကိုကျော်လွှားမဲ့နိုင်ငံရှိအဲ့ဒါကတော့တရုတ်နိုင်ငံဖြစ်တယ်တဲ့။ဘာကြောင့်လဲတရုတ်နိုင်ငံဟာ underground မှာတကယ်အစိုးရကနေပြီးတော့လိုက်ဖမ်းပြီးမဲ့မြေအောက်အသင်းတော်တွေများပြီးတော့ကျန်းစာကိုဖတ်ပြီးတော့ဆုတ်တော့တကယ်ပြောင်းလဲကြတယ်တဲ့။အခုတော့လက်ရှိသူတို့ခမ်းမနာကတော့ပါစင်တိတ်20လောက်
20% လောက်ဖြစ်မယ်တဲ့ဒါပဲမကြည်ညာဘူးတဲ့တရုတ်ပြည်မှာလူဦးရေတန်ပုံဘယ်လောက်လဲ1400တန်ပုံ1400 20% ဆိုရင်တန်ပုံ200လောက်ရှိတယ်ဟုတ်200ကျော်တယ်တန်ပုံ200လောက်ခရီးရန်ဖြစ်နေဒီအတိုင်းစစ်သွားမယ်ဆိုရင်တဲ့အမေရိကပြည်ကိုနောက်20အနှစ်20ချိန်ပါဗောနော်ကျော်လွှားမယ်ဘာကြောင့်လဲဆိုတော့အမေရိကပြည်ဟာတဖြည်းဖြည်းနဲ့ကျန်းစာကိုအာမကိုတော့ဘူးမယုံတော့ဘူးလူငယ်တွေကလည်းဘုရားကျောင်းသိမရောက်တော့ဘူးတရုတ်ပြည်ကတော့အခုတကယ်ပြောင်းလဲလူတွေကလူငယ်တွေလူကြီးတွေကတော့ communism နဲ့တွားတယ်ဒါပေမဲ့အဲ့ဒီ communist ဝါဒနဲ့ခြေပြန်လာတော့လူငယ်တွေကခရစ်တော်ကိုယုံတယ်ထိုးရှားတယ်ထိုးဆန်းတယ်တဲ့တကယ်နေ့တိုင်းကယုံကြည်သူအစ်စ်ပေါ်လာတယ်တကယ်ကိုတိုးတက်တယ်တဲ့ဒီနေ့ကျွန်တော်ပြောချင်တာကနောက်ဆုံးမှာကျွန်တော်တို့ဒီနေ့ဘုရားကို worship လုပ်တယ်ကိုးကွယ်တယ်ကျွန်တော်ကလူကတော့အယောက်20လောက်ရှိမယ်မြန်မာနိုင်ငံမှာလူကခရိယန်က10တန်း8တန်းလောက်2တန်းကနေ8တန်းကျမှရှိမယ်ဆိုရင်ဘာဖြစ်လို့ဟောက်ကေးဆိုတဲ့လူတယောက်နဲ့စတဲ့နော်ဝေနိုင်ငံမှာတပြည်လုံးကတမန်ကျမ်းစာမှာအခြေခံတော့အသက်တာမျိုးသိရှင်ချင်းကြောင့်အခုလက်ရှိမှာသူတို့ကဘာမှာအကောင်းဆုံးနိုင်ငံရရှိတယ်သူတို့မြန်မာပြည်မှာတော့လူအားအယောက်ခရိယန်ကတယောက်ထဲမဟုတ်တော့ပါဘူးတားနဲ့ချီပြီးတော့ရှိတယ်ဘာဖြစ်လို့မြန်မာနိုင်ငံမပြောင်းလဲတာလဲဆိုတာကျွန်တော်တို့လူငယ်တွေအတွက်စိန်ခေါ်စရာပေါ့နော်ခုကျွန်တော်မြင်ချင်လိုက်တာပါပဲကိုမိခွန်မိဖို့ဖြစ်တယ်ကျွန်တော်ချင်းလူမျိုးဆိုရင်လည်း99%ခိုင်တော့ခရိယန်ဖြစ်တယ်ချင်းလူမျိုးတိုင်းအိမ်တိုင်းမှာကျမ်းစာအုပ်ရှိတယ် why our country does not change or is not change why ဘာကြောင့်ကျွန်တော်နိုင်ငံမပြောင်းလဲသလဲကျွန်တော်နိုင်ငံမှာဘာဖြစ်လို့လူတွေလာပြီးတော့ကျွန်တော်ချင်းလူမျိုးတွေကသူများနိုင်ငံမှာတွားပြီးတော့ refugee တွားလျှောက်တယ်ကိုယ်နိုင်ငံမှာရောနော်ဝေနိုင်ငံနဲ့နိုင်ရှင်တော့ကျွန်တော်မြန်မာပြည်အရန်ပဲကောင်းကင်နိုင်ငံလို့ဖြစ်ပါတယ်တကယ်ရာသီဥတုလည်းကောင်းတယ်ရာသီဥတု၄မျိုးရှိတယ်ဟိုမှာကကြောက်တုံးကြီးပဲအိမ်ဝယ်မယ်ဆိုရင်ကြောက်တုံးကြီးဝယ်တာလေမိမဟုတ်ဘူးကြောက်ပဲဝယ်တာအဲ့ဒါကိုဖောက်ခွဲပြီးတော့အိမ်ဆောက်တယ်ဒီမှာကမိကြီးတယ်များလွတ်သေးတယ်အရန်ပြောနေစရာကောင်းတဲ့နေရာဒါပေမဲ့ဘာဖြစ်လို့လူတွေကဒီဟိုဒီနေရာကိုမရွေးတယ်မရွေးတဲ့အပြင်ကျွန်တော်ရှိပြီးသားလူတွေမှမဟုတ်ပဲတွားချင်ကြတယ်လေမတူးတယ်လို့နှုတ်ကပတ်တရားနဲ့အစ်မရှင်လို့မြန်မာနိုင်ငံမှာကျွန်တော်ကိုယ်တိုင်ခင်ဗျားကိုယ်တိုင်အဲ့ဒါကြောင့်ဒီနေ့ကျွန်တော်ဖတ်ထားတဲ့ကျမ်းပိုက်ကပါလေနှုတ်ကပတ်တော်ခုတီးပြီးကျွန်တော်နှုတ်ကပတ်တော်အတိုင်းအသက်ရှင်သလားနှုတ်ကပတ်တော်ဟာကျွန်တော်အတွက် by law ဖြစ်သလားကျွန်တော်အတွက် constitution ဖြစ်သလား worship တဲ့အချိန်မှာပဲဖြစ်သလား service အချိန်မှာပဲနှုတ်ကပတ်တော်က by law အနေနဲ့အသုံးပြုသလားဒီ worship service ပြီးတော့တဲ့ခါမှာအပြင်ရောက်တဲ့ခါမှာ by law အနေနဲ့အသုံးပြုသလားကိုယ့်ရဲ့အဓိကကျွန်တော်တို့ရဲ့အခြေခံအုတ်မြစ်ကပါလေနှုတ်ကပတ်တော်ပေါ်အသက်ရှင်သလားတချင်းစုနေတဲ့အချိန်မှာပဲကျွန်တော်နှုတ်ကပတ်တော်ကိုယုံသလားစုတောင်းနေတဲ့အချိန်မှာပဲကျွန်တော်ကနှုတ်ကပတ်တော်ကိုယုံသလားတရားဟောနေတဲ့အချိန်မှာပဲနှုတ်ကပတ်တော်ကိုခံယူသလားအများ company လုပ်ငန်းလုပ်တဲ့နေရာမှာနှုတ်ကပတ်တော်နဲ့သက်ရှင်သလားကျောင်းတက်တဲ့နေရာမှာရောနှုတ်ကပတ်တော်နဲ့သက်ရှင်သလားစိုက်ထိုင်တဲ့ခါမှာရောနော်ဝေလူမျိုးတွေကနစ်200တုန်းကအဲ့ဒီနှုတ်ကပတ်တရားနဲ့သူတို့ဖျားเจ้าထဲမှာတော့မှကောင်းကောင်းမဟုတ်ပါဘူးအပြင်မှာလဲလို့တဲ့နေရာမှာသူတို့စီးပွားရှိတဲ့နေရာမှာအခုတရုတ်နိုင်ငံမှာ underground မှာကျောင်းမှာရှိတဲ့နေရာမှာသူတို့နှုတ်ကပတ်တော်ကိုတိုင်ပြီးတော့တတိရှိနဲ့သက်ရှင်ကြတာလေ
လူတယောက်အားဖြင့်နော်ဝေနိုင်ငံပြောင်းလဲတယ်ဆိုရင်တော့ကျွန်တော်လူကအရောက်မနေပါဘူး20ဆိုမနေဘူး TBC ဝဲကိုဒီတာထက်ပို့ပြီးတော့ပြောင်းလဲအောင်ကျွန်တော်ပြောင်းလဲလို့ဆိုတဲ့အခါမှာဖျားတရားနဲ့တကယ်မွေ့လျောင်နိုင်ဖို့ရန်အတွက်ခင်ဗျားကျွန်တော်ကိုအသုံးပြုလို့ရတယ်နှုတ်ကပတ်တော်အတိုင်းတကယ်ပဲကျွန်တော်ကအပြောပဲမဟုတ်ဘူးနော်တချင်းဆိုရုံလောက်ပဲမဟုတ်ဘူးနော် Sunday Christian ပဲမဟုတ်ဘူးနော်နောက်ဆုံးကျွန်တော်တခုပြောချင်တာလေ Christian ဆိုတဲ့စကားလုံးနဲ့အဆုံးသတ်ချင်တယ်ကျွန်တော် Christian ဆိုတဲ့စကားလုံးကဘယ်နေပေါ်လာလဲဘယ်သူ့ကြောင့်ဒီ Christian ဆိုတဲ့စကားလုံးရလဲဘယ်သူပြီးတာလဲဒီ Christian စကားလုံးမယုံတဲ့လူတွေပြီးတာလေယုံတဲ့လူတွေချင်းချင်းခေါ်တာမဟုတ်ဘူးအန်တီယို့မြို့မှာလေမယုံတဲ့လူတွေကဟာသူတို့ဟာလေဝါကာတိုင်းမှာအသက်ခံလိုက်ရတဲ့ဟိုးယေရှုလို့နာမည်ရှိတဲ့ Christ လို့ခေါ်တဲ့လူနဲ့တူလိုက်တာဒီလူတွေတက်ရှင်တဲ့ပုံစံစကားပြောတဲ့ပုံစံသူတို့တယောက်နဲ့တယောက်ကိုငင်မဆာတဲ့ပုံစံအသက်ရှင်ပုံကဟိုးလေဝါကာတိုင်းမှာအသက်လိုက်တဲ့ယေရှုနဲ့တူလိုက်တာ Little Christ ဆိုပြီးတော့မယုံတဲ့လူတွေကလေသူတို့ကိုအထင်ကြီးပြီးတော့ပြောတာမဟုတ်ဘူးအထင်အမြင်သိပြီးတော့ပြောတဲ့စကားဖြစ်တယ်အဲ့ဒီကနေ Christian ဆိုတဲ့စကားလုံးထွက်လာတယ် Christian ဆိုတာသူများကကျွန်တော်တို့ရဲ့အသက်တာကိုမြင်တဲ့အခါမှာပြောမယ့်စကားဖြစ်တယ်ယေရှုနဲ့တူလိုက်တာပြောရမယ့်စကားဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်ပြောချင်တာ professional စကားဖြစ်တယ် Christian ဆိုတာလေအခုကျွန်တော်အထက်မှာဘောလုံးသမားရှိလားမရှိဘူးဘောလုံးကြည့်ဝဒနာပါလေလို့ရှိလားဘောလုံးပွဲကြည့်ဝဒနာမရှိဘူးနော်ဟောမရှိဘူးလားရကုပ်တုံးရှိပါတယ်ဘောလုံးပွဲခဏခဏကြည့်တယ်ချာလစီလားဒါပေမဲ့ဇက်ကုပ်တုံးကဘောလုံးသမားဘယ်သူပြောလဲဇက်ကုပ်တုံးကဘောလုံးသမားပါလို့ကျွန်တော်လည်းမပြောဘူးသူ့ကိုယ်လည်းမပြောဘူးဘောလုံးသမားဆိုတာဘောလုံးကိုတကယ်ကန်တဲ့လူမှဘောလုံးသမားအဆူတော်ဆိုတာတချင်းမဆူဘူးတဲ့လူဆိုတော့ပြောတော့ခံလားအပြောမခံဘူးအများကြီးအချိန်ပေါင်းများစွာဆူမှာကျွန်တော်ပတ်ထန်တွန်ထန်ကတခါတော့ကအယက်သမားဆိုတာမလွယ်ဘူးနော်တဲ့မလွယ်ဘူးဟာသမားတော်ဆိုတာရဖို့မလွယ်ဘူးတဲ့သူပြောတယ်။ဘာကြောင့်လဲပတ်ထန်လို့မျိုးဟာသမားတော်ရဖို့ဆိုရင်ကျွန်တော်မနစ်ထားတဲ့အချိန်ကနေပြီးတော့တချိန်လုံးစစ်တော့တိုင်းမှာကျွန်တော်ကဒီလိုမျိုးတစ်ခါပဲတပလင်းလောက်နဲ့မရဘူးတဲ့မနေ့လဲမိုးလင်းတဲ့အချိန်ကစားပြီးတော့ငရမှုချိုးတွေတောက်ရမယ်ပြီးရင်တရက်ထဲမရဘူးတဲ့နေ့တိုင်းတောက်ရမယ်တောက်နိုင်ရမယ်အဲ့ဒါမှလူတွေကဟာအယက်သမားဆိုလို့ပြောမှပဲဒါသမားတော်ဆိုတာအစင်ရတယ်တဲ့ကိုအယက်သမားဆိုတော့ပြောလို့မဖြစ်ဘူးတဲ့သူများပြောမှအယက်သမား Christian ဆိုအဲ့လိုပဲတဲ့ကျွန်တော်ကိုခရစ်ယာန်လို့ပြောဖို့မဟုတ်ဘူးသူများပြောရမှာဘာအဖြစ်လဲကိုယ့်ရဲ့အတ္တအဖြစ်အဲ့ဒါကြောင့်ခုနကကျွန်တော်ပြောတယ် embody word of God ကျွန်တော်ခရစ်ယာန်ဆိုဒီမှာနေ့စဉ်အတ္တမှာဖခင်နှုတ်ပတ်တော်ကိုအသက်ရှင်ပြမဲ့လူတွေဖြစ်တယ် This is a real worship အဲ့ဒါကတကယ်စစ်မှန်သောဝတ်ပွဲခြင်းဖြစ်တယ်ဒီနေရာနီခေါ်နာယူမယ်အပြင်ထွက်တဲ့ခါမှာရောက်တဲ့ခါမှာကားပေါ်မှာနော်ကားထဲမှာနော်လိုက်ကားပေါ်မှာနော်ပြီးရင်လက်ဖေးဆိုင်မှာနော်ပြီးရင်ကိုလူရှိတဲ့လူဒီအများကြီးတွားတဲ့နေရာမှာတွားတဲ့ခါကျတော့ကျွန်တော်ကခရစ်ယာန်ဆိုတာတူများကပြောရမယ့်အရာဖြစ်ပါတယ်တကယ်ကိုမြန်မာနိုင်ငံကိုပြောင်းလဲစေမဲ့ကျွန်တော်လူငယ်မောင်မယ်များဘုရားသခင်အဖြစ်ဖို့ရန်အတွက်ကောင်းချီးပေးပါစေကျေးဇူးတင်ပါတယ်ဆရာ